အားလုံးပဲမင်္ဂလာပါ Clarity Lane Health Education Channel မှာကြိုဆိုပါရစေဒီတစ်ခါပြောမယ့် topic ကတော့ preventive medicine ကြိုတင်ကာကွယ်ဆေးပညာဖြစ်ပါတယ် care early live fully ကြိုတင်ကာကွယ်စစ်ဆေးနိုင်မှာကျန်းမာပြီးတော့အသက်ရှိတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီမှာအပိုင်း၃ပိုင်းခွဲခြားပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်နံပါတ်၁ကတော့ cancer screening and prevention cancer ကြိုတင်ကာကွယ်စစ်ဆေးခြင်းနဲ့ကာကွယ်ခြင်းနံပါတ်2ကတော့ cardiovascular risk screening နဲ့ prevention နှလုံးသွေးကြောယောဂနဲ့လေဖြတ်ခြင်းအန္တရာယ်စစ်ဆေးခြင်းနဲ့ကာကွယ်ခြင်းနံပါတ်3ကတော့ viral hepatitis screening and prevention အသက်ရောက်အတော်ဝ virus ယောဂစစ်ဆေးခြင်းနဲ့ကာကွယ်ခြင်းတို့ဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာတွေကို CDC guideline United States Preventive Task Force guideline နောက်တစ်ခုကသက်ဆိုင်ရာ society တွေရဲ့ guideline recommendation ပေါ်အခြေခံပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ဆိုဒီအကြောင်းအရာတွေကိုဆွေးနွေးတဲ့အခါမှာအနေငယ်ရှည်ရတဲ့အတွက်ကြောင့်မလို့အပိုင်း၃ပိုင်းအနေနဲ့ခွဲခြားပြီးတော့တင်ပြတော့မှာဖြစ်ပါတယ်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။